မေလာပါခင်ဗျာကျွန်တော်ဒီနေ့ကြတော့ဟေရှာယအခန်းကြီး40အငယ်20ကိုကျွန်တော်ဖတ်ပြမှာဖြစ်ပါတယ်ထိုဖျားသည်မုံသောသူတို့အားကိုအားကိုပေးတော်မူ၏ຫນွေသောသူတို့အားအစွမ်းတတ်သည်နှင့်ပြည့်စုံသောအခွင့်ကိုပေးတော်မူ၏အာမင်ကျွန်တော်တို့ကတကကြိုက်လို့အရှမ်းပြပန်းတဲ့ဟာရှိတယ်နော်ဒါမဲ့ဥပမာတစ်ခုပြောပြမယ်နော်ကျွန်တော်တို့ကနှစ်တန်းကြစာဖတယ်ဆိုပါတော့ဒါမဲ့အဲ့နေ့မှာကျွန်တော်တို့အလုပ်တအားလို့ပြပန်းတယ်ဆိုပြီးကြစာမဖပြီးမနေကြနဲ့တဲ့ဘာဖြစ်လို့ဆိုဒီကြစာတဲ့မှာဘလို့ပဲမုန်းနေပါစေဘလို့ပဲပြပန်းနေပါစေမုန်းတော့တူလည်းတူကိုအားပေးတယ်တဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းဘိုးရဲ့ချင်းမဖို့ကောင်းတယ်နောက်တစ်ခုကြတော့ကျွန်တော်တို့တတ်သိမရှိတဲ့ဟာတွေလွန်နေတဲ့သူတွေကိုလည်းအစွမ်းတတ်သိနဲ့ပြည့်စုံတော့အခွင့်ကိုပေးတော်မူ၏တဲ့ကျွန်တော်တို့ဒီကျဆာတပတ်တော်မှာတို့ချင်းမဖို့ကောင်းတယ်ကျွန်တော်ကိုအားရတဲ့ဟာပြပြတာဖြစ်ပါတယ်နော်အားလုံးကိုပြရှိတာရဲ့ကောင်းချီးပေးပါစေ